မေဂျာကိုရွေးချယ်ရပေမဲ့စိတ်မသိကြတာတွေရှိနေပါသလား။ကိုပညာရေးလမ်းကြောင်းပေါ်စိတ်ရှုပ်ထွေးနေပါသလား။ဒါမှမဟုတ်ကိုရွေးထားတဲ့ဘာသာရေးမှာစီရတကြစွာဆက်လက်ရှောက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေပါသလား။တောင်တဘဝဆိုတာစာပညာထိုးတက်ဖို့သာမကစိတ်ပိုင်းဆိုင်ရာလည်းခိုင်မာဖို့လိုအပ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါရဲ့။ယခုဆိုရင်မေဂျာပြောအစီအစဉ်ဟာ episode 9 ထိရောက်ရှိလာခဲ့ပါပြီ။အပိုင်းတိုင်းမှာလည်းပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအများမကစိတ်ကျန်းမာရေးကိုပါအလေးထားဆွေးနွေးခဲ့ပြီးကျောင်းသားတိုင်းတွေ့ကြုံရတဲ့စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေနဲ့မိမိကိုယ်ကိုတန်တရားမှုများကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာမျှဝေလာခဲ့ပါတယ်။ဒီ season မှာသင်ရဲ့စိတ်ခံစားချက်တွေကိုလစ်လျူမရှိတာပဲနားလည်ပြီးနိုင်မယ့်အမြင်များလက်တွေ့အသုံးချနိုင်မယ့်နည်းလမ်းများနဲ့ကိုယ့်ကိုယ်ကိုပုံမှုဂရုစိုက်နိုင်ဖို့အကြံဉာဏ်များကိုတစ်ချက်ပေးသွားမှာဖြစ်ပါတယ်။ပညာရေးမှာအောင်မြင်မှုနဲ့စိတ်ကျန်းမာရေးကမှုကိုခွဲမရနိုင်ပါဘူး။စိတ်ကျန်းမာရေးမှာစာပညာလေးတိုးတက်နိုင်မှာပါ။ဖျားတွေကိုတယောက်တည်းမထမ်းရပဲအတူတကွနားလည်မျှဝေပြီးစိတ်ချမ်းသာစွာဖြတ်သန်းနိုင်မှုအတွက်ဒီ episode လေးကိုစောင့်ကြည့်ကြပါဦးရှင်။ဒီ podcast လေးမှာတင်ဆက်သွားမယ့်သူဟာတယောက်တည်းမဟုတ်ဘဲနဲ့ guest speaker လေးရှိပါတယ်။အမကမဆက်ပေးပါဦးရှင်။ Civil Engineering ကိုပေါ့နော် Rensselaer University မှာသင်ကြားခဲ့တဲ့ကျောင်းသူတယောက်ဖြစ်တယ်ပေါ့နော်အမပါဆိုဒီ January ကအမgraduate ဖြစ်သွားတာဆိုတော့လေလက်ရှိကတော့အမengineering ဘက်နဲ့ပတ်သက်ပြီးတော့ civil ထိုင်းမှာအလုပ်လုပ်နေရပေါ့ဟုတ်ကဲ့အမအဲ့ဒီပေါ့နော်ဘာသာရေးကိုယူတော့ကဒီ university မှာစပြီးတက်တဲ့အချိန်မှာဒီအတွေ့အကြုံတွေရတယ်ပေါ့နော်အဲ့ဒီမှာပထမဆုံးအမဖြစ်ခဲ့ဒီ mental breakdown ပေါ့နော် mental breakdown တွေဖြစ်ခဲ့ကြတာဖြစ်ခဲ့တဲ့ mental breakdown တွေကဘယ်လိုမျိုးလဲပေါ့နော်ပြီးတော့အမဘယ်လိုမျိုးကျော်လွှားနိုင်ခဲ့လဲကျော်ဖြတ်ခဲ့လဲပေါ့နော်အဲ့လေးပြပြဆောင်ရှင်းအမကဒီပြောမယ်ဆိုရင်အမကမြန်မာပြည်မှာလည်း civil ပဲတက်ခဲ့တာ civil လည်း pension နဲ့ဖြစ်လို့ဒါဆက်တက်လိုက်တာပေါ့နော်အဲ့တော့ဒီရောက်လာတဲ့ချိန်မှာသူဖြင့်ဒီ language barrier ထိုင်းမှာတော်တော်ပင်ပန်းခဲ့တယ်ပေါ့နော်ပြောမယ်ဆိုဆရာတွေကြတော့လေတချို့ဆရာတွေကြတော့အင်္ဂလိပ်လိုအရန်မပိုင်နိုင်တဲ့ဆရာတွေနဲ့တွေ့ရတဲ့အချိန်ကျရင်ကိုလောက်ထားတာမှန်လားမှားလား solution ရှာလို့မရတဲ့အနေအထားတွေမှာပေါ့နော်အမှားတော့တော်တော်လေးစိုးခဲ့တယ်လို့ပြောရမယ်။မအနေနဲ့ကကျတော့ဘယ်လိုကြော်ဖြတ်ခဲ့လဲဆိုရင်အရင်ကလုတ်ခဲ့ဘူးတဲ့စာတွေပေါ့နော်။အဲ့ဟာတွေနဲ့ပြန်လုတ်တယ်ပြီးစာနဲ့ပတ်သက်လို့ကတော့အခက်ခဲကတော့အများကြီးမရှိခဲ့ဘူး။ဘာလို့စာကအမြဲလုံနေရတာ။မြန်မာပြည်မှာတော့လည်းလုံးပန်းခဲ့ရတယ်။အခုဒီထိုင်းရောက်လာပြီးပြောက်တက်တဲ့ချိန်မှာလည်းပြန်ပြီးတော့လုံးပန်းရတယ်တူတူပဲပေါ့လို့ပါပဲဟုတ်ကဲ့ပါဆိုတော့နော်ဒီမှာရေးထားတဲ့ဘာသာရပ်ထဲမှာဒီအခက်ခဲခုကြောင့်ဒီဘောလုံးယူထားတဲ့ဘာသာရပ်ကိုပြောင်းတာမျိုးတူမဟုတ်ဒီဘာသာကိုတော့ပြောင်းလိုက်တာမျိုးပါနေလို့စဉ်းစားခဲ့ဘူးလားပေါ့နော်ကဲအဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ရောအမပေါ့နော်ဒီဘာသာကိုမပြောင်းဖို့အတွက်ကိုဘယ်လိုမျိုးဖြစ်အားပေးခဲ့လဲဘယ်လိုလှုံ့ဆော်ခဲ့လဲဆိုတာလေးရောပြပြပေးလို့ရမှာရှင်ပြောင်းဖို့စဉ်းစားခဲ့လားဆိုရင်တော့စဉ်းစားခဲ့ဘူးတယ်အဓိကဒီဘာသာရပ်မှာခက်ခဲဖြစ်တယ်ဆိုတာတဲ့ဒီ environment ကအခက်ခဲဖြစ်ခဲ့တာပေါ့နော်ပြောရမယ်ဆိုတငယ်ချင်းတွေမှာတချို့ကြတော့ဒီကျောင်းစောပြီးွားတဲ့သူတွေရှိရပေါ့နော်သူပြင် civil engineering ကကြတော့မတို့ကြတော့၄နှစ်ကိုပြည့်တက်ရတာပေါ့နော်မတို့နဲ့ကျောင်းတူပြီးတော့ဘယ်လိုပြ major မတူတဲ့သူတွေသူပြင် business တွေပေါ့ business တွေဆိုရင်အနည်းဆုံး2နှစ်ခွဲလောက်နဲ့ကျောင်းပြီးအောင်တက်လို့ရတဲ့အနေထားမျိုးရှိတဲ့အချိန်ကျရင်ငါကဘာလို့ပေါ့နော်ဒီ၄နှစ်ကိုပြီးွားပြီးတော့ career opportunities ကရောရှိနိုင်ပါမလားပေါ့ပြီးတဲ့အချိန်ကျရင်သူများရဲ့အလုပ်လုပ်နေတဲ့အချိန်မှာကိုကဘာလို့ကျောင်းဆက်တက်နေရသေးတာလဲဆိုတဲ့အတွေးမျိုးတွေဝင်နေပေါ့နော်ဒါမဲ့လေညာတော့အဖြစ် engineering ရဲ့သူတော်တော်များများတော့ဒီ problem ရှိရင် solution ရှိရဆိုပြီးတော့ mindset နဲ့လာကြတဲ့သူတွေများတယ်ကွာအဲ့လိုဆိုတော့ပထမဆုံးက course ဒီဘာလို့ဖြစ်လဲဆိုတဲ့ဟာကိုမှပြန်စဉ်းစားကြည့်ပေါ့နော်သူဖြင့် major ထဲမှာဆိုရင်တော့ဘာကပြဿနာဖြစ်ခဲ့လဲဆိုရင်အမက concrete ဘိုင်းကိုအမတော်တော်စိတ်ဝင်စားတယ်ဒါပေမဲ့အမလုံးဝမရတဲ့ဟာ coding ဘိုင်းပေါ့အမတို့ကPython တွေဘာတွေလဲသင်ရတယ်ပြီးရင် master ဘာတွေတက်တဲ့ချိန်ကျရင်ကြတော့လေ Python တွေနဲ့တွက်ချက်ရတဲ့ဟာမျိုးတွေရှိရပေါ့အဲ့ coding နဲ့ပတ်သက်ပြီးတော့အမားကလုံးဝမရဘူးလုံးဝမရတာပြောရမယ်ဆိုရင်
civil ယူရဲဆိုရင်ကတော့သင်ချာကြိုက်လို့တော့ယူတယ်ဒါပေမဲ့ကုတ်မတင်ခြင်းလို့ကွန်ပျူတာဘက်ကမသွားလိုက်တာကွာအဲ့ဒီအချိန်မှာကုတ် line တွေတွေးလိုက်ရတဲ့အချိန်မှာလုံးဝ depression ကအတောက်လိုက်တာအဲ့ဒီအချိန်မှာကျမအမားတို့ကဘယ်လိုလုပ်ရလဲဆိုတော့ပြန်စဉ်းစားကြည့်ပါတော့ဒီဘာသာကငါpass ဖြစ်မှတာငါဖြစ်ချင်တဲ့ engineer ဖြစ်မှာ pass မဖြစ်လို့လည်းမရဘူးသူက mandatory ဒီ core subject ထဲပါတယ်ဆိုတော့တခြား source တွေအများကြီးလည်းရှိရကွာလေးလာလို့ရတဲ့ source တွေအများကြီးလည်းရှိရ Python ကကြတော့တည့်တဲ့အတိုင်းအကုန်ဒီ Coursera ဘာလို့မှလည်းလေးလာလို့ရတယ်ဆိုတော့အမားတို့ကဒီ Coursera ဟာဒီတက်တယ်ပြီးရင်သူဖြင့်ဒီ YouTube ကပေါ့နော် YouTube ကIndian တွေကိုလေအမားတို့အများကြီးအားကိုးလိုက်ရတယ်ပေါ့ကွယ်ပြောရမယ်ဆိုရင်အဲ့ဒီ coding နဲ့ပတ်သက်ပြီးတော့ငါဒီ engineer ကိုဆက်ရောယူရပါမလားပေါ့ဟာဒီ coding ကနေမလွတ်နိုင်ဘူးလားဆိုပြီးတော့တွေးရတဲ့အထိဖြစ်သွားတယ်ကျန်တဲ့ဟာကတော့ပြောရမယ်ဆိုဒီ civil ကကြတော့ကွာအမားတို့မှာဟိုအခွဲတွေကအများကြီးရှိရကွာဘယ်လိုပြောရင်ကောင်းလဲဒီ structure ဘိုင်းရှိတယ် design ဘိုင်းရှိတယ်အမားတို့ဒီgeotech ဘိုင်းရှိတယ် transportation ဘိုင်းရှိတယ်ကိုကြိုက်တဲ့ဟာကိုဒီ engineering ဒီ bachelor ပြီးတဲ့အချိန်မှာထပ်ပြီးတော့ဆက်သွားလို့ရတယ်ဆိုတော့အဲ့ဒီစိတ်တစ်ခုတည်းနဲ့ပဲဒီဟာက obstacle တစ်ခုပဲရှိသေးတယ်။မတို့နောက်ထပ်ဖြတ်ရမယ့် obstacle တွေအများကြီးရှိသေးတယ်။အဲ့တော့ဒီ obstacle လေးကကြီးလာသေးလားဆိုတော့ဟာဘာမိုတီပြီးတော့ကိုယ့်ကို motivate လုပ်ရတာပေါ့ပဲ။အဲ့လိုနဲ့ပဲပြီးသွားတာပါပဲ ဟုတ်ကဲ့ပါလို့ရှိရင်ဒီပေါ့နော်အမားတို့ဒီဘာသာကိုရေးချခဲ့တဲ့အချိန်မှာမပြောသလိုခုနကဆို business ဆိုရင်နှစ်ခွဲ3နှစ်လောက်နဲ့ချောင်းပြီးနိုင်တဲ့အချိန်မှာမိုင်းရေးရဲ့ subject ဆိုလို့ရှိရင်တစ်ခါချင်းကြာနေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်စီမှာဒီသူတင်နေတဲ့သူတင်ငန်းစားတွေနဲ့ပတ်သက်ပြီးတော့ဒီမချိုက်တာတွေနဲ့လိုမျိုးပေါ့နော်ဒီရေးဟာတာကိုမချိုက်တာကြောင့်နောက်နဲ့အားရခဲ့တာမျိုးတွေရောရှိခဲ့ဘူးလားရှင်အချိန်ကြာလာတဲ့နဲ့အဲ့လိုအမြောင်ဒီခေါင်းစဉ်တခုပုံပြီးတော့အခုကျွေးထားတဲ့ subject ကိုပုံပြီးတော့ကြိုက်ဖို့တော့ဘယ်လိုမျိုးကိုတိုက်တွန်းခဲ့ရလဲတိုင်တွေဖြစ်ရှင်းခဲ့ရလဲရှင် အဲ့လိုကကြတော့ရှိတော့ရှိရဲ့မတို့ဒီ civil မှာကကြတော့မတို့ကဒီအစောနာပြောလို့ပဲ structure တို့ design တို့ဒီ management တို့ပါရှိရကွာအဲ့လိုဆိုတော့ကို personality ပေါ်မူတည်ပြီးတော့ဗောနော်ကိုသွားမဲ့ပိုင်းကိုရွေးရမှာဗောနော်များသောအားဖြင့်ကကြတော့မတို့ကဘယ်မှာပြဿနာတက်လဲဆိုမတို့ကကွာတစ်သက်လုံးစာပဲလုပ်လာတဲ့အကြောင်းသားတွေကွာအဲ့လိုဆိုတော့ site ဆင်းတဲ့အချိန်မှာပေါ့ internship အတွက် site ဆင်းတဲ့အချိန်မှာရမ်းပင်ပန်းရတယ်ဆိုနေပူထဲမှာအဲ့လိုအကြာကြီးမနေဘူးကွာ maybe ပုံမှန်ဆိုရင်အမတို့နေဘူးလောက်မယ်တစ်ပတ်ပေါ့တစ်ပတ်နှစ်ပတ်အနည်းဆုံးအဲ့လောက်ပဲနေခဲ့ဘူးလားဒါပေမဲ့အဲ့မှာကျတော့လုံးဝညဘက်အဲ့သွားတဲ့အချိန်ညဘက်လုံးဝမအိပ်ရတဲ့ညမျိုးတွေတောင်ရှိတယ်မဆိုနှစ်ညသုံးညလောက်မအိပ်လိုက်ရအောင်ခဏလေးပဲမှီးလိုက်ရပြီးတော့ချက်ချင်းအဲ့ site ထဲမှာပြဿနာတက်လာနေအမတို့ကဒါဆိုအမလှုပ်တဲ့ပိုင်းဆိုရင်အရန်မကြီးသေးဘူးပေါ့ကွယ်အဲ့အချိန်မှာပင်ပန်းတဲ့ဒဏ်ကိုပေါ့နော် physically ပင်ပန်းတဲ့ဒဏ်ကိုတော်တော်များများအမတို့ကျောင်းသားတွေအနေနဲ့တော်တော်များများမခံနိုင်ခဲ့ဘူးဒါမဲ့လေဘယ်လိုပြောမလဲဒီခါကျတော့အမြဲတမ်းလုပ်နေရမယ်အမတို့ career တောက်လျှောက်လုပ်နေရမယ်အနေထားကြီးတစ်ခုဖြစ်နေအဲ့လိုဆိုတော့ဘာကိုရွေးရမလဲဆိုကိုလုံနိုင်တဲ့ဘိုင်းပေါ်ပဲအမတို့က focus ထားလိုက်တာနောက်တစ်ဖြစ်ကျောင်းသားတွေကျတော့အဲ့လိုအမတို့ကကျတော့ဒီ engineering မှာကျတော့ engineering concept ကိုပဲအမတို့သင်ပေးတာပါအမတို့ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ solution တွေအများကြီးအမတို့ဒီ real life မှာကြုံတွေ့ရတဲ့ချိန်ကျအမတို့ကျောင်းတွေက prepare မလုပ်ပေးလိုက်အဲ့လိုအဲ့ဒီအချိန်မှာပေါ့နော်အဲ့ဒီအချိန်မှာကပို့ပြီးတော့ပင်ပန်းရတယ်ဘလို့ကြော်ဖြတ်ရမလဲဆိုရင်ကိုသွားမဲ့ပိုင်းကိုပဲတေချာရွေးရမှာပေါ့နော်ချို့ကြတော့ physically ပင်ပန်းတဲ့တောင်ခံနိုင်တဲ့သူတွေရှိတယ်ချို့ကြတော့လည်းမရဘူးပေါ့နော်အဲ့တော့ကိုသွားမဲ့လမ်းကြောင်းကိုပဲ focus အရင်လုပ်စေချင်တယ်သူဖြင့် drafting ပိုင်းသွားမယ်ဆိုရင်လည်း drafter ဘက်ကိုပဲငါဒီဟာကိုသွားမှာဒါပေမဲ့ဒီ obstacle ကိုဖြတ်မှကိုရမယ်ရတယ်ဒီဟာကခဏအတွင်းမဲ့တချို့အရာတွေကလေကိုចောင်းသားဖြစ်နေတဲ့အချိန်မှာဒါအရင်ကြီးနေလို့ထင်ခဲ့တာတကယ်လက်တွေ့ဘဝကိုရောက်သွားတဲ့အချိန်ကျရင်ဒီ
ဒီ obstacle လေးကတေးသေးလေးပဲဒီအခက်ခဲဆိုတာလေးကတေးသေးလေးပဲအဲ့တော့ဒီဟာလေးကိုအချိန်ကာလလေးတစ်ခုအတွင်းပဲငါကြော်ဖြတ်ရမှာအဲ့တော့ဒီကာလလေးကိုကြော်ဖြတ်နိုင်သွားရင်ပြီးသွားပြီဆိုရင်ခံစားချက်မျိုးပဲစဉ်းစားထားတင်နေပေါ့နော်like ဒီဟာကြီးကတစ်သက်လုံးကြီးဖြစ်နေမှာလည်းမဟုတ်ဘူးဒီကာလလေးပိုင်းခြားလေးအတွင်းမှာပဲဖြစ်မှာဒီဟာလေးကိုကြော်နိုင်သွားရင်ခဏလေးပဲတီးခံလိုက်နိုင်နေဆိုရင်ကျန်တဲ့ຢာတွေအကုန်လုံးကသူ့အဆင်ပြေသွားလိမ့်မယ်လို့ပဲပြောရမယ် ဟုတ်ကဲ့ပါဆရာဒီပေါ့နော်ဒီစာသင်နေတဲ့ဒီကျောင်းတက်နေတဲ့ဒီစာသင်တစ်လျှောက်လုံးပေါ့ဒီ mental breakdown တွေရှိမယ်ပြီးလို့ရှိရင်ဒီ difficulty တွေရှိမှာပေါ့နော်အဲ့ဒီအချိန်မှာဒီကျော်လွှားနိုင်ခဲ့အဲ့ဒီအချိန်တွေကို mental breakdown တွေ difficulty တွေကိုကျော်လွှားနိုင်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့တော့သူတို့ဘယ်လို appreciate လုပ်တဲ့နေလို့အမှားချင်တဲ့ရှင် အမကတော့ပြောရမယ်ဆိုရင်တော်တော်ကိုယ့်ကိုတော်တော် strong လို့တာပေါ့နော်ဒီတချို့ဟာတွေကိုလက်မလျှော့လိုက်တာပေါ့တချို့နေရာတွေမှာသူဖြင့်ပေါ့နော်ဒီနိုင်ငံခြားထွက်နေတဲ့ចောင်းသားတွေကြတော့အိမ်နဲ့ဝေးနေရတယ်ပြီးရင်လို့ပြောရင်ကောင်းမယ်တချို့ပတ်ဝန်းကျင်ပြောင်းလဲတွေဖြစ်လာတယ် language barrier တွေရှိလာတယ်အဲ့လိုဆိုတဲ့ချိန်ကြမှာကျောင်းမှာကျောင်းစာလုပ်တယ်ထားပါတော့ကျောင်းစာလုပ်တဲ့ဟာကများသောအားဖြင့် like problem တစ်ခုရှိရင်အမြဲ solution တစ်ခုဟာရှိကိုရှိတယ်အဲ့တော့ solution ကိုရောက်ဖို့အဲ့လိုဝေဝါးနေတာပဲရှိနေသေးရကွာဒါပေမဲ့ solution ရောက်တဲ့အချိန်ကျရင် obstacle တစ်ခုကကြော်သွားတယ်အဲ့လိုဆိုတော့တော်တော်လိုပြ mentally တော်တော် strong ဖြစ်တဲ့သူတွေမလို့တာဒီဟာကိုလည်းပြီးသွားနိုင်တယ်ပေါ့နော်ခက်ခဲရတော့ကြုံရမှာပဲလူဆိုတဲ့ဟာကျတော့မကြုံရတဲ့သူဆိုတဲ့ဟာတော့မရှိဘူးပေါ့နော်အဲ့လိုဆိုတော့ဒီဟာကိုယ်စိတ်ကိုပဲဖိစူးဖြစ်အောင်အရင်ဖြစ်စေခြင်းနဲ့ပေါ့နော်အရင်အခက်ခဲတွေရှိလာမှာပဲဆိုပြီးတော့ကြိုပြီးတော့မတွေးနဲ့ပေါ့နော်မတွေးဘဲနဲ့ကိုကအခက်ခဲငါကဘာအခက်ခဲပဲလားအကုန်လုံးကိုအကောင်းဆုံးကြော်ဖြတ်နိုင်အောင်စူးစမ်းထားတယ်တကယ်လည်းစူးစမ်းနေတဲ့သူတွေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့တကယ်ကိုယ့်အကိုဂုဏ်ယူသင့်တယ်လို့ပြောချင်တယ်ဟုတ်ကဲ့ပါအခုမှပြောရတဲ့အချိန်မှာဆိုလို့ရှိရင်ဒီကနော်ဆက်ရပတ်ဒီကဒီနိုင်ငံခြားသွားတဲ့အတွက်မိသားစုနဲ့ခွဲရတယ် culture နဲ့ခွဲရတယ်ဆိုတော့အမအနေနဲ့အဲ့လိုမျိုးပေါ့နော်စပြီးတော့သွားတော့ကဒီကြုံတွေ့ခဲ့ရတဲ့ပေါ့နော်ခွဲရတဲ့အချိန်မှာအမဘယ်လိုမျိုးဒီ feeling တွေဖြစ်လဲအမဘယ်လိုမျိုးခံစားရလဲဆိုတော့ရောရှင်းလင်းလို့ရမှာရှင်မကျတော့နေကဆိုတော့လေမတို့ဘက်နာမှာကမဆရောက်တဲ့အချိန်တော်တော်လိုပြမယ် internet တွေလည်းမရဘူးပေါ့နော်အမအိမ်နဲ့ဆက်သွယ်မရဘဲနဲ့တစ်ပတ်နှစ်ပတ်လောက်ဆက်သွယ်မရဘဲဖြစ်သွားတဲ့အချိန်လုံးဝလူက mental breakdown ကအဲ့မှာအကြီးဆုံးဖြစ်ခဲ့တာဘယ်လိုပြောရမလဲအစင်ရောပြေးရလားထမင်းစားရလားတွားလာရအစင်ပြေပါမလားအိမ်များတစ်ခုဖြစ်သွားသေးရလားဘာသတင်းအစနာမှမကြားရဘဲနဲ့အင်တာနက်လိုင်းရရုတ်တရက်ကြီးပြုံးနေပြတ်သွားတာဆိုတော့အဲ့ဒီဒုံကတော့တော်တော်ခံစားရတယ်ငါမြန်မာပြည်ပဲပြန်လိုက်ရမလားမသိဘူးပေါ့ဒီတခြားဒီဘက်မှာခက်ခဲတယ်ဆိုတာတွေထက်ကိုအိမ်မှာဘာဖြစ်နေလဲဆိုတဲ့ခံစားချက်မျိုးကလုံးဝဘာနဲ့မှပြောလို့မရဘူးသူချက်ချင်းပြန်ပြေးသွားခြင်းတဲ့အနေအထားတစ်ခုထိဖြစ်တယ်ပေါ့နော်ဒီရောက်တော့လေဘာဖြစ်လဲဆိုတော့အမတို့ကဒီထိုင်းမှာကျတော့ကျောင်းတက်နေနေအလုပ်လုပ်လို့မရဘူးပေါ့ဒါပေမဲ့နောက်လာမယ့်ကျောင်းသားတွေအတွက်ကတော့တည်ငါကျတော့ကျောင်းတက်နေနေလည်းအလုပ်လုပ်လို့ရမယ်အနေထားဖြစ်လာပြီပေါ့အမတို့တော့ကျတော့ကျောင်းတက်နေနေလည်းအလုပ်လုပ်တယ်အလုပ်ကိုခိုးလုပ်တယ်ပေါ့နော်ခိုးလုပ်တယ်ဆိုတော့ဒီရဲတွေဝင်လာတဲ့အနေထားဒီချိန်မှာဆိုရင်အမတို့ပြေးရတယ်ထုံးစံတိုင်းမြန်မာပြည်မှာလည်းပြေးခဲ့ရပြီပေါ့ဒီရောက်တော့လည်းထပ်ပြေးရပြန်ပြီဆိုတော့ငါကတစ်သက်လုံးပြေးနေရတော့မှလားပေါ့ဒီဟာကနေပြီးတော့ငါရုံထွက်နိုင်ပါမလားဆိုခဏဖြစ်တာအမလုံးဝရှေ့အောင်မဆက်ချင်တော့ငါဒီဘာပဲဖြစ်သွားလှုပ်ချလိုက်တော့မယ်ဆိုပြီးပေါ့ခဏဖြစ်တယ်ဒါမဲ့လေပြန်စဉ်းစားကြည့်ပေါ့နော်ငါဒီအချိန်ဒီနေထားတစ်ခုတည်းငါရောက်ပြီးွား
ငါနည်းနည်းလေးပဲကြော်ရတော့မှာဆိုပြီးတော့ကိုယ့်ကိုတော်တော်အားပေးပြီးတော့ကိုဘယ်လိုရမလဲသူများကနေပြီးတော့လာပြီးတော့ဟိုဘယ်လိုရမလဲတနာစရာလေးဆိုပြီးတော့ဖိတိဖြစ်တဲ့ဟာကိုမဆောင်မနဲ့ပေါ့နော်ကိုယ့်ကိုငါဒီနေထားတိရောက်ပြီးပါရင်ကြော်ရမှာကြော်နိုင်နေဆိုတော့ကိုယ့်ကိုအားပေးနိုင်ရင်ပိုကောင်းတယ်အဲ့လိုပဲပြောရမယ်အဲ့လိုဆိုတော့အိမ်နဲ့ဝေးတဲ့ဟာတော့အဲ့ဒါတော့ခံစားရတာပေါ့ဆက်သွယ်မရတဲ့အချိန်ကျရင်ဟုတ်ကဲ့ပါဆိုတော့ဘောနော်အမအိမ်နဲ့ဝေးနေတဲ့အချိန်မှာအမစိတ်ပူတိုင်းလည်းဖြစ်ခဲ့တယ်ပြီးရင်ဒီပြကြအိမ်ကိုလာနိုင်ပါလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာအမကိုဒီစိတ်ကိုဟောအစင်ဒီအောင်လုပ်တဲ့ခါကျလို့ရှိရင်ဒီအိမ်ကိုလာနိုင်ရင်ပြအောင်ဘယ်လိုမျိုးပေါ့နော်အမလုပ်ပြီးတော့အိမ်ကိုမလာတော့အောင်ဒါမှမဟုတ်အိမ်ကိုလာနိုင်နဲ့အစားထိုးလို့ရအောင်ဘယ်လိုမျိုးလေးလုပ်ခဲ့လဲရှင်အမကကြတော့အနည်းဆုံးပေါ့နော်တစ်ပတ်ကိုအနည်းဆုံး2ခေါက်3ခေါက်လောက်တော့ video call နဲ့45မိနစ်လောက်ပြောရဲပေါ့နော်ပြီးရင်အမကဟင်းချက်တတ်တယ်ဆိုတော့အမေချက်တဲ့အမေလက်ရာလေးကိုလှမ်းမေးပြီးတော့ဒီဘက်မှာပြန်ချက်စားရပေါ့အထူးဖြင့်ဟင်းချက်ကြည့်ပေါ့နော်အဓိကကျတော့ဟင်းချက်ကြည့်လိုက်ကိုစားခြင်းနဲ့အရာတာလေးတွေ့သွားရင်ဆိုရင်nostalgic ဖြစ်ပြီးတော့memories တွေနဲ့ဆိုရင်ကိုယ့်အကူနှွေးထွေးနေလို့ခံစားရတယ်ပေါ့နော်ပြီးတော့အမကတငယ်ချင်းတွေအဓိကကျတော့တငယ်ချင်းတွေကိုလူရွေးပေါင်းတယ်ပေါ့နော်ဘယ်လိုပြမလဲ emotional drain ဖြစ်သွားအောင်လုပ်တဲ့တငယ်ချင်းလားဒါမှမဟုတ်ကိုနဲ့ပေါင်းရတင်ရလွယ်ကူတယ်အဆင်ပြေတယ်ကိုလည်းsupportive ဖြစ်တယ်အဲ့လိုဘယ်လိုပြမလဲ mentally အဖြစ်လည်းအရင် drain မလုပ်တဲ့သူမျိုးရွေးပေါင်းပေါ့နော်အဲ့လိုဆိုရင်သူ့ဟာနဲ့သူကိုယ့်အကို survive လုပ်ရင်းနဲ့သူလည်း survive လုပ်ရင်းနဲ့များသောအားဖြင့်အိမ်လွမ်းတဲ့ဟာကိုလည်းတဖြည်းဖြည်းနဲ့ယော့လာရပေါ့နော်လွမ်းတာတော့လွမ်းနေဦးမှာပဲဘယ်လိုပြောလဲတနှစ်ပဲနေဆက်နှစ်ပဲနေအိမ်ကကြတော့ဘယ်ဟာနဲ့မှလဲလို့မရအောင်လေနော်အဲ့လိုဆိုတော့လွမ်းတာတော့လွမ်းနေဦးမှာပဲဒါမဲ့လေsurvive ဖြစ်အောင်ကကိုလှုပ်ချင်တဲ့အရာလေးတွေနဲ့အိမ်ငွေသက်ခံစားရတဲ့ဟာမျိုးလေးလှုပ်ကြည့်ပေါ့ဟုတ်ကဲ့ပါပြောပါတော့နောက်ထပ်မိကွန်းတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီမတို့ study break မှာကကြတော့အနည်းနဲ့ပြောနေမှုကမဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့အမရေးချက် subject ပေါ်ပေါ့နော်ဒီမှာ positive thinking တွေမရှိတဲ့အချိန်တွေရှိတော့ဖြစ်နိုင်လိမ့်မယ်ဆိုတော့အဲ့လိုအချိန်တွေကိုဒါမဖြတ်တန်းနိုင်ခဲ့တဲ့အဲ့လိုအခိုက်အတန့်တွေခုများ share လုပ်ပြီးလို့ရမှာရှင်အဲ့လိုကတော့ရှိခဲ့တယ်အမအဲ့ဒီ major ကပေါ့နော်ကျွန်တော်အမတို့သင်တဲ့ဆရာပေါ်မူတည်ပြီးတော့အရင်mental breakdown ဖြစ်ရတဲ့ major ပေါ့တကယ်တော့အရင်ခက်ခဲရလည်းမဟုတ်ဘူးအရင်ပင်ပန်းတာမျိုးလည်းမဟုတ်ဘူးဒါပေမဲ့ solution မရောက်သွားတဲ့ major မျိုးပေါ့အဲ့ဒါဘာလဲဆိုတော့အမတို့ကျောင်းကကျတော့ concrete technology ပေါ့သူကအမတို့မှာ concrete တွေကိုတက်ဆန်းရတယ်ပေါ့ကွယ်တဲဆန်းလိုက်ကြောက်ဆန်းလိုက်ရေဆန်းလိုက်နေဆိုတော့အဲ့ဒီမှာသူက deadline အများကြီးရှိတယ်အမတို့ကျောင်းကဖြစ်ချင်တော့အမတို့တက်တဲ့နှစ်မှာလူကအရမ်းများတာလူအရမ်းများတယ်ဒီထိုင်းကျောင်းသားတွေလည်းအရမ်းများတယ် international students တွေလည်းအရမ်းများတယ်ဆိုတော့ lab ကပစ္စည်းကမလုံလောက်ဘူးပေါ့ကွယ် lab အချိန်ကလည်းမလုံလောက်ဖြစ်သွားတယ်ဆိုတော့deadline ကလည်းမိမအောင်ရမှာမမိလို့ကလည်းမရအဲ့လိုဆိုတော့ deadline တွေနဲ့အများ fighting လုပ်နေရတဲ့အချိန်မှာ lab ခန်းကလည်းမအောင်ပြီးတော့ error နည်းနည်းလေးတက်သွားတာနဲ့ဒီဘက်ကဒီဘယ်လိုပြောရမလဲလုတ်ခဲ့တဲ့ဟာတစ်ခုလုံးကဘာမှသုံးလို့မရဘူးဖြစ်သွားပါအဲ့တော့ error လေးဒီလေးနည်းနည်းမှားပြီးတော့တကယ်ချင်းတက်သွားရင်လေးမှားပြီးတိုက်မိလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်မဟုတ်တဲရီရေးဆေးနဲ့တဲတွေမှားပြီးတော့တွန်မိလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တဲ့အချိန်ကျရင်human errors တွေပေါ့နော်အဲ့လိုဖြစ်တဲ့ဟာမျိုးcontrol မလုပ်နိုင်တဲ့အနေထားမှာdeadline တို့ကိုမနေ့စူးစမ်းရုံးကန်ပြီးတော့ report ရလို့ဒီဘက်ကဒီကမရပြောင်း professor စီသွားပြ professor ဒီကမရမှားနေတယ် error မှာချင်းအရင်များနေရဆိုတာပြန်တွက်ပြန်လုပ်ပြီးရင် concrete ကိုအဲ့လိုလုံးချလိမ့်နဲ့ငါဒီ semester တခုကပြီးပါမလားပေါ့
တခါတည်းပြန်စဉ်းစားကြည့်ပေါ့မလုပ်တော့ဘူးသွားအင်ဂျင်နီယာမဖြစ်လဲရတယ်တော်လိုက်ပါတော့ဆိုပြီးတော့အဲ့လိုမျိုးပြစ်ချလိုက်မယ်ဆိုပြီးတော့လုပ်တယ်ပေါ့နော်ဒါမှမဟုတ်ကျောင်းသားတွေကြတော့ဒီထွက်လာပြီးတော့ပတ်စံတွေလည်းအများကြီးကုန်ခဲ့ပြီးဝိုင်းသိရမလားအဲ့လိုဆိုတော့မရအောင်ငါလုံးမရမယ်ပြီးသွားတော့မှာပါ semester တစ်ခုပဲရတယ်ဘာမှဖြစ်ဘူးဆိုသိရမလားဒီရတယ် grade ကိုခဏအပထားလိုက်ငါဒီဟာကိုပြအောင်လုပ်လိုက်မယ်ရတယ်ဒီဆိုပြီးတော့ကိုယ့်ဟာကိုဘယ်လိုရလဲအနောက်ကနေဒုံးနဲ့ထိုးလို့တုံပြီးပို့ခဲ့လိုက်ရတယ်ပေါ့နော်အဓိကတော့ဆရာကလည်းဖြစ်စေခြင်းအားနဲ့ဒါပေမဲ့ကျောင်းသားတွေမှာဒီဘက်မှာအခက်အခဲတွေပေါ့နော်ဒီ communication အခက်အခဲတွေရောဘာတွေရောအဲ့မှာလုံးဝoverwhelm ဖြစ်ပြီးတော့ဒီလုံးရတဲ့ပြဿနာထက်ကိုဖြည့်ရှင်းနေရတဲ့ပြဿနာတွေပုံများလာတဲ့အချိန်မှာ overwhelm ဖြစ်ပြီးတော့ဖြစ်ခဲ့တဲ့ဟာတွေပေါ့ဒါပေမဲ့အခုချိန်ပြန်စဉ်းစားကြည့်ရင်တော့လေအဲ့တုန်းကဟာတိတ်မဟုတ်တော့ပါဘူးပေါ့ဘာမှလည်းမဟုတ်ပါလားပေါ့ဆိုပြီးတော့တွေးမိတာပါပဲဟုတ်ကဲ့ပါဆရာနောက်တစ်ခုကကြာတော့ဒီမာရိုကျောင်းတက်ခဲ့ရတဲ့နှစ်ဒီမှာ senior နှစ်နဲ့ junior နှစ်ဆိုပြီးတော့ပေါ့နော်ဒီအဲ့ဒီမှာဒီ junior နှစ်နဲ့ senior နှစ်ကပို့ပြီးတော့ဖိအားတွေများတယ်ဆိုပြီးကြားဘူးရပေါ့နော်ဆိုတော့junior နှစ်မှာဒီဖြစ်ခဲ့တဲ့ struggle တွေဒီအတွေးခေါ်တွေအပြင်ဒီ senior နှစ်ရောက်တော့လည်းအဲ့ဒီအတွေးတွေကို overcome လုပ်နည်းတွေအတိုင်းပဲဒီ struggle တွေကိုလည်း overcome လုပ်နည်းတွေကအတူတူပဲလားဒါမှမဟုတ်ရှင်ဘာတွေနဲ့ပြောင်းလဲသွားရှိသေးလဲsenior နှစ်နဲ့ junior နှစ်ကဘာကွာမလဲဆိုတော့ junior ဒီfreshman နှစ်ဆိုရင်အမတို့မှာကတင်ရတဲ့ subject တွေကလုံးဝအခြေခံ like chemistry တို့ physics တို့ maths တို့အဲ့လိုတင်ရတာအဲ့လိုဆိုတော့အဲ့ဒီတုန်းကကြတော့လုံးဝ engineering ကိုနှစ်ဖူးတဲ့ဒူးတွေ့နေရတဲ့အခါမှာဒီဟာတွေကဘာကြီးလို့ဒီကနိုင်ကြီးတွေကဘာကြီးတွေလဲ10တန်းမှာလုပ်ခဲ့ရတဲ့ဟာတွေနဲ့လည်းမတူဆိုပြီးတော့အမစပြီးတော့အဲ့ mechanic of engineering ပေါ့အဲ့ဒီဟာကိုစပြီးတော့နှစ်ဖူးတဲ့ဒူးတွေ့တဲ့အချိန်မှာငါးပါးတွေမှောက်တာမတို့ကဒီဘယ်လိုပြောကောင်းလဲအဲ့တင်ချာမှာအမားတို့တည်ခဲ့တဲ့တင်ချာကတတ်အမားတို့တကယ်သင်ရတဲ့ဟာကတတ်ဆိုပြီးတော့အဲ့လို advanced mathematics ဖြစ်သွားတော့အဲ့အချိန်မှာစဉ်းစားရတဲ့ဟာငါဘာမှလည်းမသိဘူးပေါ့ငါဖြစ်နိုင်ပါမလားပေါ့ဘာမှလည်းမသိဘဲနဲ့ငါဒီဟာကြီးကဖြည့်ဆက်လို့ရပါမလားဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါအမားတို့မှာဒီ safety တင်တဲ့ဆရာကအမားတို့တင်ချာလဲဘာသာရပ်တစ်ခုတင်တယ်ပေါ့အဲ့လိုဆိုတော့အဲ့ဆရာကသူ့ရဲ့ research တွေကိုတင်ချာမှလာထည့်ပလိုက်တာတင်ချာမှလာထည့်ပလိုက်တော့လူတွေကဗျာများပြီးတော့ဒီဟာကြီးတိမှ engineer ဖြစ်မှာလားဒီဟာကြီးတိမှငါ senior ရေးရကိုဖြတ်သန်းနိုင်မှာလားဆိုပြီးတော့အတွေးကြီးများတယ်ပေါ့နော်တကယ်တော့ဆုံးနာပြောသလိုပဲအများကြီးအရှိကိုကြိုမတွေးနဲ့ပေါ့နော်ပြက်စစ်ပေါ်မှာပဲနေတာအကောင်းဆုံးပဲရှိကိုအများကြီးကြိုတွေးလိုက်တယ်ဆိုရင်မဖြစ်နိုင်တဲ့အခက်အခဲတွေလည်းအများကြီးတွေးမိပြီးတော့လူကကိုယ့်အကိုစိတ်ကိုနှုံးချိသွားရပေါ့နော်အဲ့တော့အဲ့လောက်ကြီးကိုယ့်အကိုမငြင်းဆဲပဲနဲ့ကိုယ့်ဖြစ်နိုင်တဲ့ solution လေးကိုပဲတေချာရှာပြီးတော့ဒီကိုmilestone လေးထားပေါ့နော်ဒီ semester မှာငါဒီဟာကိုပြီးအောင်လုပ်ရမယ်ငါဒီ semester တစ်ခုအတွက်ပဲအရင်စဉ်းစားပြီးတော့မှနောက် semester အတွက်ကိုနောက်ထပ်ပြီးတော့သွားဖို့ကိုစဉ်းစားပေါ့နော်ဒီ semester တစ်ခုမပြီးဘဲနဲ့နောက် semester မှာလာမဲ့pressure တွေကိုကြုံမတွေးထားနဲ့ပေါ့နော် senior ရေးရမှာကျတော့ဘာပြဿနာဘာအခက်ခဲဖြစ်လဲဆိုမတို့အလုပ်ခွင်တွေကိုနှစ်ဖူးတွေဝင်ရတော့မယ်ဆိုတဲ့အချိန်ကြမှာအလုပ်ခွင်တွေတော်တော်များများ entry level မရှိရများတယ်သူဖြစ်နိုင်ငံခြားသားတွေကိုပေါ့နော်ပေးအထိုင်းမှာဆိုရင်နိုင်ငံခြားသားကိုမပေးတဲ့ entry level တွေဆိုနိုင်ငံခြားသားကိုမပေးရများတယ်အဲ့တော့ငါတို့မှာ experience မရှိဘဲနဲ့ငါဒီ industry တွေကိုငါခုံဝင်လို့ရပါမလားဆိုပြီးတော့ senior ရေးရမှာဖြစ်တဲ့stress ကကြတော့ဒီ junior ရေးရမှာစဉ်းစားတဲ့ stress နဲ့အမှကွာသွားရပေါ့နော်လောက်ပါပဲဟုတ်ကဲ့ပါနောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ဒီအမကြီးနေကြကိုလေးလာနေတဲ့အချိန်မှာပေါ့နော်ဒီကိုရဲ့အကြောင်းကိုဒီ discover လုပ်ခဲ့မိရဲ့တွေကပေါ့နော်အရေးကြီးဆုံး important အဖြစ်ဆုံးကြားရတယ်တစ်ခုလောက်ကို share လုပ်ပြီးလို့ရမှာရှိတယ်အမကပြောမယ်ဆိုရင်အမ
engineering ကိုစပြီးတော့လေ့လာတဲ့ဟာမှာ2019မှာပေါ့နော်အမဆရာမကဒီလှေနဲ့သူရွာကအလူတစ်ခုစီသွားတဲ့အချိန်မှာဘယ်လိုပြောမလဲ accident တစ်ခုဖြစ်ပြီးတော့ဆုံးပါသွားတယ်ပေါ့အဲ့ဒီအချိန်မှာတကယ်တော့အဲ့ဒီရွာကတရားစောက်ရမယ့်ရွာပေါ့နော်ဒါမဲ့လေbudget အနေထားရမကြဘဲနဲ့တရားစောက်ဖို့အနောက် like 15နှစ်လောက်စောင့်ပြီးတော့မှဆီယမဆုံးပြီးသွားတဲ့အချိန်ကျမှတရားဆောက်လိုက်ရတဲ့အနေထားမျိုးဖြစ်သွားတယ်အဲ့တော့လို့ဆီတရားသာစောရခဲ့ရင်လို့ငါဘယ်လိုပြောမလဲဆီယမဆုံးချင်မှဆုံးမယ်ဆိုပြီးတော့အဲ့လိုအတွေးနဲ့အမကငါ engineering ပိုင်းကိုငါ infrastructure နဲ့ပတ်သက်ပြီးတော့တွားလို့ရတဲ့အပိုင်းကိုရွေးမယ်ဆိုပြီးတော့အဲ့လို engineering ဘက်ကိုစပြီးတော့ခြေလှမ်းခဲ့တာပေါ့ပြီးရနဲ့အမားတို့ဒီအဲ့လိုပဲအကြောင်းတက်နေရင်နဲ့ခုလွန်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကပေါ့ earthquake ဖြစ်တဲ့အချိန်မှာဒီ AIT မှာအမားတို့အနေနဲ့volunteer သွားလုပ်တယ်ပေါ့နော်ဒီစောက်အုံတွေကိုအမားတို့လေ့လာတယ်ဘယ်စောက်အုံကဘာကြောင့်ဖြစ်တယ်ဘယ်လို repair လုပ်ရမလဲဆိုပြီးတော့ forensics engineering ကိုအမားတို့စပြီးတော့လေ့လာလိုက်ရတယ်ပေါ့နော်လေ့လာလိုက်ရတယ်ဆိုတဲ့အချိန်ကျမှအမဖြစ်ချင်ခဲ့တာ infrastructure ဘိုင်းနဲ့ပတ်သက်ပြီးတော့မဟုတ်တော့ဘဲနဲ့မဖြစ်ချင်တာproblem ကိုအဖြေရှာပေးနိုင်တဲ့သူမျိုးဖြစ်ချင်ခဲ့တယ်ပေါ့နော်ဖြစ်ချင်လာတယ်ဆိုတော့အမရဲ့အတွေးက infrastructure management ကနေပြီးတော့အခု forensics engineering ဘိုင်းကိုပို့ပြီးတော့ရင်းလာရပေါ့နော်သူဖြင့်အဲ့ဒါလေတွားတဲ့ကျောင်းပုံမူတည်ပြီးတော့ကိုယ်အတွေ့အကြုံတွေနဲ့ကြုံတွေ့နေရတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ shift ဖြစ်နိုင်တယ်ပေါ့နော်သူဖြင့် forensics engineering ကျွန်တော်တို့ဒီငလျင်ဖြစ်တဲ့အချိန်မှာအမားတို့အနေနဲ့မြန်မာနိုင်ငံအနေနဲ့အရင် prepare မလုပ်ခဲ့လိုက်ရအောင်ပေါ့ပြောမယ်ဆိုရင်ငလျင်ကိုဒီလောက်ကြီးဖြစ်သွားမယ်လို့လည်းမထင်ထားဘူးပေါ့ကွယ်ဒါမဲ့ပညာရှင်တွေကတော့ခန့်မှန်းထားတယ်ဒါမဲ့အမားတို့ကျောင်းသားတွေအနေနဲ့အဲ့လောက်ကြီးဖြုံးစားကြီးဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူးအရန် shock ရပါတယ်ပေါ့အဲ့တော့အဲ့ဒီငလျင်engineer ဘိုင်းနဲ့ပတ်သက်ပြီးတော့မတို့ဆက်ပြီးတော့လည်းစိုက်ရမယ်မြန်မာပြည်မှာလည်းလိုအပ်နေတယ်အဲ့တော့အဲ့ဒီဘက်ကိုပို့ပြီးတော့ခုဖြစ်နောက်ပိုင်းပေါ့ဒီ structure နဲ့ပတ်သက်ပြီးသွားနေတဲ့master ကျောင်းသားတော်တော်များများကအဲ့ဒီဘက်ကိုပို့ပြီးတော့ရင်းလာကြရပေါ့နော်ဘာလို့ကိုမြန်မာပြည်ကိုပြန်ပြီးတော့တခုခုပြန်လုပ်ပေးနိုင်မလားပေါ့သူဖြင့်အများကြီးအကြီးမတွေးဘူးဆိုရင်တော့ကိုတငယ်ချင်းတွေကိုမိဘတွေကိုဆွေမျိုးတိုင်းဝိုင်းကိုပတ်ဝန်းကျင်လေးမှာဘယ်လိုပြောမလဲ safety ဖြစ်သွားနိုင်တဲ့knowledge လေးတစ်ခုငါတို့ဘယ်လိုပံ့ပိုးပေးလို့ရမလဲဆိုတဲ့ဟာမျိုးတွေးသွားကြတာပေါ့ဟုတ်ကဲ့ပါအဲ့တော့ညီမတို့ဒီနေ့မျိုးကတော့ဒီလောက်ပဲပေါ့နော်ဒီ podcast လေးကိုအချိန်ပေးပြီးတော့အတွေ့အကြုံတွေကိုမျှဝေပေးခဲ့တဲ့အမကိုလည်းကျေးဇူးများကြီးရှိပါတယ်ရှင်ဒီပေါ့နော်တေးစိတ်ဖိရှားပြီးတော့လည်းကျေးဇူးများကြီးတင်ပါတယ်အခုတင်ဆက်ပေးရတာကတော့ Major ပြောရဲ့ episode 9ပဲဖြစ်ပါတယ်ဒီဘိုင်းမှာအမချစ်ဖြူစင်က civil engineering နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားလည်လွယ်ကူအောင်သိချလေးရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်civil engineering ကိုစိတ်ဝင်စားသူတွေသာမက major ကိုရွေးချယ်ဖို့စဉ်းစားနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်ပါတောင်းဝင်စေမယ့်ချားလက်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့် episode တွေမှာလည်းမတူညီတဲ့ major မျိုးစုံကိုဆက်လက်တင်ဆက်သွားမှာဖြစ်ပြီးတော့ episode တိုင်းမှာလည်းနောက်တစ်ဖက်ဘယ်သူပါဝင်မလဲဆိုတာကိုပုံမှန်တိုင်း spoiler လေးထည့်ပေးထားအောင်မှာမလို့လာလို့မခင်မင်းနဲ့ဆုံးဖြတ်ကြည့်ရှုပေးကြပါအောင်ရှင်။ major ပြောရဲ့ကြည်ရချက်ကတော့ပညာရေးစိတ်ချမ်းသာရေးကိုပေါင်းစပ်ပြီးကျောင်းသားတိုင်းကိုလမ်းပေါ်ကိုယုံကြည်မှုရှိရှောက်လန်းနိုင်ဖို့အားပေးပံ့ပိုးနိုင်ဖို့ပဲဖြစ်ပါတယ်။နားထောင်မိခဲ့ကြတဲ့အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။